ကဲအောင်ပြီဗျာเนาะကျွန်တော်တို့เนาะတနင်္လာနေ့ရကျွန်တော်တို့အဖွင့်နေ့မှာကျွန်တော်တို့မနက်ဆက်နိုင်တဲ့မိနစ်မှာကျွန်တော်တို့9တစ်ဆိုပြီးတော့ main organ နဲ့ကျွန်တော်ဘက်ကနေပြီးတော့ကိုရီမာတွေကိုကျွန်တော်ဘက်ကနေပြီးတော့တက်နိုင်ဆုံးကျွန်တော်ကူညီပေးခဲ့ပါတယ်ခင်ဗျာเนาะကျွန်တော်အဖွင့်နေ့မှာကတော့ဒါပြောရမယ်ဆိုရင်တော့เนาะဒါအဖွင့်နေ့မှာဆိုရင်တော့ဒါကျွန်တော်နေ့ပဲလို့ဒါပြောရမယ်ပေါ့เนาะဘာပြောကျွန်တော်ရင်ပတ်တွေမှာလည်းလုံးဝတနင်္လာနေ့အဖွင့်နေ့မှာကျွန်တော်တို့လုံးဝပတ်သီးအနေနဲ့အောင်ခဲ့တာရှိတယ်ကျွန်တော်တို့ main organ တွေနဲ့အောင်ခဲ့တာရှိတယ်ကျွန်တော်တို့တကွက်ကောင်းအနေနဲ့အောင်ခဲ့တာရှိပါတယ်ခင်ဗျာเนาะဒါအပါတိုင်းလိုပဲကျွန်တော်အဖွင့်နေ့မှာဆိုရင်တော့ကျွန်တော် main organ တွေပါတာများပါတယ်ခင်ဗျာเนาะဒါတက်ကြွားပြီးတော့လည်းပြောတာမဟုတ်ပါဘူးခင်ဗျာเนาะကဲမိတ်ဆွေများအားလုံးပဲကျွန်တော်တို့เนาะဒီကနေ့ကျွန်တော်9ရက်3လ2026တနင်္လာနေ့မနက်7:00နာရီမိနစ်မှာ9ပိုင်း9ပတ်တီးအနေနဲ့ကျွန်တော်ခွန်9ဝမ်းရိပ်9ပိုင်း9ပတ်တီးเนาะကျွန်တော်ကတော့ကျွန်တော်9ပတ်တီးပို့ပြီးတော့အားကောင်းပါလို့ကျွန်တော်ပြောထားခဲ့တယ်9ပိုင်းအနေနဲ့စော်ရင်ပို့ပြီးတော့အဆင်ပြေပါတယ်လေလို့ကျွန်တော်ပြောထားခဲ့ပါခင်ဗျာเนาะဒီထဲမှာကျွန်တော် main ရော3ခွက်က main ရော sorry เนาะ main ရော4ခွက်ကခွန်9 3ည8 5တိ3ဆိုပြီးကျွန်တော်တို့9တင်အနေနဲ့ကျွန်တော်တို့ main ရောကွက်မှာကျွန်တော်တို့တက်အောင်မြင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာเนาะကဲမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာเนาะကျွန်တော်ရဲ့ဒူဒီကိုထိုး YouTube channel တေးလေးကနေပြီးတော့ဒူဒီချင်းမိတ်ဆွေညီကောင်မတွေရောဒူဒီဝါသနာရှင်ညီကောင်မတွေအားလုံးကိုနှွေးထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာเนาะကဲကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်ဒီမနက်ပိုင်းမှာကျွန်တော်တို့အဖွင့်နေ့မနက်ပိုင်းမှာမနက်7:00နာရီမိနစ်မှာကျွန်တော်ဘက်ကနေပြီးတော့ကိုရီမိုက်တော့ကိုကျွန်တော်ထပ်နိုင်ဆုံးကူညီပေးနိုင်ခဲ့ပါတယ်เนาะညနေပိုင်းမှာလည်းကျွန်တော်ဘက်ကနေပြီးတော့ထပ်ပြီးတော့အဆင်ပြေအောင်လို့စူးစမ်းပေးထားပါတယ်ခင်ဗျာเนาะဒါကြောင့်မို့လဲဗီဒီယိုလေးကိုတရားစောင့်ကြည့်ပေးပါကျွန်တော်ညနေစာအတွက်1ချိန်နဲ့လုံးမိုင်ပတ်တီးတစ်လုံးเนาะ1ချိန်ရှိမယ်လုံးမိုင်ပတ်တီးတစ်လုံးရှိမယ် main ရော3ခွက်ပါမယ်ဒူ main 3ခွက်ပါမယ်ပြီးတော့တစ်ခွက်ကောင်းပါမယ်เนาะအပူစော့ကျင်ပါတယ်ဆိုလဲအပူ2ခွက်ပါအောင်မယ်เนาะမနက်ပိုင်းမှာဆိုရင်တော့ဒါကျွန်တော်အပူ3ခွက်ပေးထားသေးတယ်ခွန်ပူ5ပူ3ညာပူ3ခွက်ပေးထားသေးတယ်เนาะဒါဒီအပူတော့မထွက်တော့ခဲ့ဘူးเนาะကျွန်တော်တို့ main ရောခွက်ထဲကနေပြီးကျွန်တော်တို့9တစ်ဆိုပြီးတော့ကျွန်တော်တို့အရှာခဲ့တာပေါ့เนาะကဲမိတ်ဆွေများအားလုံးပဲညနေပိုင်းတော့ကျွန်တော်ဆက်ပြီးတော့ပြောကြမယ်ကျွန်တော်မိတ်ဆွေများအားလုံးပဲတေချာလေးလိုက်မပေးဖို့လုပ်ထားကြပါခင်ဗျာเนาะကျွန်တော်ညနေပိုင်းမှာဆိုရင်တော့ကျွန်တော်တို့10နှစ်ဝမ်းချင်းเนาะ10နှစ်ဝမ်းချင်း10ပိုင်း10ပတ်တီး2ပိုင်း2ပတ်တီးเนาะကျွန်တော်ကတော့2ပိုင်းအနေနဲ့ကျွန်တော်2ပိုင်းပို့ပြီးတော့ကြိုက်ပါတယ်ခင်ဗျာเนาะညနေပိုင်းမှာ2ပိုင်းပို့ပြီးတော့အားကောင်းပါတယ်ခင်ဗျာเนาะဒါကြောင့်မို့လဲ2ပတ်တီးဆော့တဲ့ကိုဒီမတွေအားလုံးပဲ2ပိုင်း2ပတ်တီးပို့ပြီးတော့အားကောင်းပါတယ်ခင်ဗျာเนาะကီးကတော့ခွန်3 3ကီးเนาะခွန်3 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 3ကီးကျွန်တော်တို့ main ရော3ခွက်ပါမယ်ဒူ main 3ခွက်ပါမယ်တစ်ခွက်ကောင်းပါမယ်အပူ2ခွက်ပါမယ်ဒါကြောင့်မို့ဒီကြားလေးလိုက်မှပေးဖို့လုပ်ထားကြပါ main ရော3ခွက်စပြီးတော့ပြောပြမယ်เนาะ main ရော3ခွက်စပြီးတော့ပြောပြမယ် main ရော3ခွက်ကတော့2ခွန်8ခွန်20เนาะ2ခွန်8ခွန်20ဒါကတော့ main ရော3ခွက်เนาะ main ရော3ခွက်เนาะ2ခွန်8ခွန်20ဒါကတော့ main ရော3ခွက်ပဲဖြစ်ပါတယ်ခင်ဗျာเนาะဒူ main 3ခွက်ပြောပြမယ်ဒူ main 3ခွက်ကတော့83 23 80เนาะ83 23 80เนาะတေချာလေးလိုက်မပြီးပါเนาะကျွန်တော်တွေ့တဲ့ကိုဒီမတွေအားလုံးပဲเนาะကျွန်တော်ဒါကတော့ကျွန်တော် YouTube channel အသေးလေးပဲဖြစ်ပါတယ်ခင်ဗျာเนาะကျွန်တော်ရဲ့ channel အသေးလေးကိုတွေ့တဲ့เนาะမိတ်ဆွေအောင်ကိုဒီမတွေကိုခုမှတွေ့လို့ခုမှအားပေးတဲ့မိတ်ဆွေတွေကိုဒီမတွေအားလုံးပဲ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe ရင်ဆုံးနှိပ်ပေးသွားခဲ့ပါခင်ဗျာเนาะ subscribe နှိပ်ပြီးသွားပြီဆိုရင်ဘေးနာကခေါင်းလောင်းလေးကိုပါတခါလေးနှိပ်ပေးသွားခဲ့ပါခင်ဗျာเนาะเนาะ main ရော3ခွက်2ခွန်8ခွန်20ဒူ main 3ခွက်ကတော့83 23 20เนาะ83 23 80เนาะဒါကတော့ဒူ main 3ခွက်เนาะတစ်ခွက်ကောင်းเนาะတေချာလိုက်မှတ်မဲ့ကိုဒီမတွေအားလုံးမတေချာလိုက်မှတ်ပေးထားကြပါเนาะအကြိုက်ချင်းတူတယ်ဆိုရင်ယူပြီးတော့ကစားပါခင်ဗျာเนาะเนาะကျွန်တော်နဲ့ကန်ဆတ်ကြည့်ခြင်းနဲ့ဆိုတဲ့ကိုဒီမတွေကယူပြီးတော့ကစားပါเนาะကျွန်တော်အခုမှတွေ့လို့ကျွန်တော်နဲ့ကန်ဆတ်ကြည့်ခြင်းနဲ့ကိုဒီမတွေအားလုံးပဲဒီကဏ္ဍလေးကြိုက်တင်တက်တယ်ဆိုရင်ယူပြီးတော့ကစားပေးပါခင်ဗျာเนาะเนาะတစ်ခွက်ကောင်းเนาะတစ်ခွက်ကောင်းပြောပေးမယ်တစ်ခွက်ကောင်းကတော့2ခွန်เนาะကဏ္ဍ6ခွက်ကိုအားပြီးတော့ထိုးရပါမယ်ပေါ့เนาะအားပြီးတော့ထိုးရပါမယ်ဒါမှဒါနှလုံးတူးတိကစားတဲ့ကိုဒီမတွေအားလုံးပဲဒါသိကြလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာเนาะဘယ်ရမဆိုဒါဘယ်ကဏ္ဍအကွက်မဆိုအားပြီးတော့ထိုးရပါမယ်ခင်ဗျာเนาะတော်ကြပောက်ကွက်တော့ပါတယ်မအာမီယူဖြစ်သွားမှာဆိုလို့เนาะပောက်ကွက်တော့ပါတယ်မအာမီယူဖြစ်သွားမှာဆိုလို့เนาะတစ်ခွက်ကောင်းကတော့2ခွန်เนาะတစ်ခွက်ကောင်းကတော့2ခွန်တစ်ခွက်ကောင်းเนาะအပူးအနေနဲ့ဆိုရင်ကျွန်တော်တို့10ဘူးရှိမယ်2ဘူးရှိမယ်300အပူးရှိမယ်เนาะ300ဘူးကဒါကျွန်တော်မလို့မကထည့်ပေးတာပေါ့เนาะအပူး2ခွက်ကတော့10ဘူး2ဘူးเนาะ10ဘူး2ဘူးကဲတရားလေးလိုက်ပြီးတော့မှတ်ထားပေးကြပါခင်ဗျာเนาะကျွန်တော်ရဲ့မိတ်ဆွေအောင်ကိုကြီးမတွေကမိတ်ဆွေတွေကိုဒီမတွေအားလုံးပဲเนาะစိတ်ချမ်းသာခြင်းကိုကြီးကျမခြင်းနေနဲ့လုံဆန္ဒများလည်းတလုံးတော်ပါတယ်ပြည်စုံနိုင်ကြပါစေစီးပွားလက်လာပါလေဒီလာတူပွားနိုင်ကြပါစေခင်ဗျာเนาะလုပ်ငန်းကိုင်နိုင်မှာလည်းဆက်သက်ရရအဆင်ပြေပြေချောချောမွေ့မွေ့နဲ့လှုပ်ဆောင်နိုင်ကြပါစေလို့ကျွန်တော်ကိုထွတ်မှဆုမအောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာเนาะကဲအားလုံးပဲကျွန်တော်တို့မနက်ပိုင်းမှာကျွန်တော်တို့9တစ်ဆိုပြီးတော့မင်းရောကွက်နဲ့ကျွန်တော်ဘက်ကနေပြီးတော့ကူညီပေးနိုင်ခဲ့တယ်ညနေပိုင်းမှာလည်းကျွန်တော်ဘက်ကနေပြီးတော့တက်နိုင်ဆုံးကူညီပေးထားပါတယ်ခင်ဗျာเนาะဒါကိုကန်နဲ့ကန်ကိုညံနဲ့ရှင်ပြီးတော့ကစားပါအမှားမှန်ကိုလက်သင်ခံပါခင်ဗျာเนาะကိုမှရှိတဲ့ငွေမောင်းနဲ့ချင်းချင်းပြီးတော့စော်ကစားကြပါခင်ဗျာเนาะကဲမိတ်ဆွေများအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာเนาะကဲအားလုံးပဲဘိုင်ပါ